စနေမိုးရွာသွန်းဖြိုးဆိုတဲ့အတိုင်းပဲမနှက်ပြန်73ရက်နေ့စနေနေ့ဟာเนาะစနေမိုးဆိုတဲ့အတိုင်းပဲစနေမိုးရွာသွန်းဖြိုးဆိုတဲ့အတိုင်းပဲငွေကိုရေလိုဝင်ပြီးတော့မှရွှေမိုးငွေမိုးရွာမဲ့နေ့ဖြစ်တယ်အဲ့တော့ဆရာအခုပြောပြသွားမယ်73ရက်နေ့မှာเนาะစနေမိုးရွာသွန်းဖြိုးဆိုတဲ့အတိုင်းပဲเนาะ73ရက်စနေနေ့ကနေစပြီးတော့မှဒီရတရားကိုပြုလုပ်လိုက်ပြီဆိုတာနဲ့6လပိုင်းလကုန်တဲ့အထိနော်ရွှေတွေငွေတွေဝင်လာလိမ့်မယ်ရွှေမိုးငွေမိုးရွာသလိုမိမိထံကိုပတ်စံတွေဝင်လာလိမ့်မယ်နော်ရွှေနဲ့ပတ်သက်တဲ့ကိစ္စတွေဝင်လာလိမ့်မယ်ငွေနဲ့ပတ်သက်တဲ့ကိစ္စတွေလည်းဝင်လာလိမ့်မယ်နော်ငွေကြေးနဲ့ပတ်သက်တဲ့ကံနှိမ့်နေတဲ့သူတွေနော်လက်ပိတ်နေတဲ့သူတွေအကုန်လုံးဒီရတရားကိုသာလှုပ်လိုက်ပါရွှေမိုးငွေမိုးရွာတဲ့ကဲ့သို့ကိုမိမိထံကိုရွှေတွေငွေတွေ73ရက်နေ့ကနေစပြီးတော့ပြန်လည်စီးဝင်လာပါလိမ့်မယ်နော်ငွေကြေးနဲ့ပတ်သက်တဲ့အခက်အခဲရှိတဲ့သူတွေနော်ငွေများဝင်ကျင်တဲ့သူတွေရွှေတွေငွေတွေဝင်ကျင်တဲ့သူတွေနော်ရွှေမိုးငွေမိုးရွာသလိုမျိုးနော်ငွေကိုအထုတ်လိုက်အထည်လိုက်ဝင်ကျင်တဲ့သူတွေငွေကိုအလုံးအရင်းနဲ့ဝင်ကျင်တဲ့သူတွေအကုန်လုံးဒီရတရားကိုသာပြုလုပ်လိုက်ပါဒီရတရားကိုပြုလုပ်ပြီးပြီဆိုတာနဲ့စီးပွားရေးတွေအလုပ်ကိုင်တွေငွေရေးကြေးတွေဟာရွှေမိုးငွေမိုးရွာသလိုမျိုးနော်အားလုံးအရာအားလုံးအစဉ်ပြေချောမွေ့လာလိမ့်မယ်တိုးတက်ကောင်းမွန်ခြင်းတွေကိုရရှိလိမ့်မယ်ငွေနဲ့ပတ်သက်ရင်ကြံစီသမျှဝင်လာလိမ့်မယ်တောင်းတသမျှဝင်လာလိမ့်မယ်နော်အယောင်းဝယ်တွေလည်းကောင်းလာလိမ့်မယ်လက်တွေပွင့်လက်တွေရွှင်ပြီးတော့မှငွေကြေးနဲ့ပတ်သက်တဲ့အပူသောကတွေငြိမ်းအေးသွားအောင်လို့ရွှေမိုးငွေမိုးစနေမိုးဆိုတဲ့ရတရားကိုဆရာပြောပြပေးသွားမှာဖြစ်ပါတယ်ဒီရတရားလေးကို73ရက်နေ့တရက်တည်းပဲပြုလုပ်ရမှာဖြစ်ပါတယ်နေ့တိုင်းလုပ်ဆရာမလိုပါဘူး73ရက်နေ့မှာဆရာတို့ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုဆရာတို့တောက်တော်ကြီးနော်တောက်တော်ကြီးဆရာတို့9ခွက်ကတ်မယ်နော်9ခွက်ကတ်မယ်ပြီးရင်ဆရာတို့နော်ထန်းလျက်ခဲနော်ထန်းလျက်ခဲ9ခဲကတ်မယ်ထန်းလျက်ခဲဝယ်လို့မရတဲ့သူတွေကတော့ချိုးချင်း9လုံးကိုမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုကတ်လူမယ်ပြီးရင်စီမီအဖြူရောင်တဲ့တိုင်းကိုမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုပူဇော်မယ်ပြီးရင်တန်မုတ်တွေကာလာကိုဆရာတို့16ကောက်ရွတ်ပါမယ်ထန်းလျက်ခဲလုံးလေးတွေရှိပါတယ်ထန်းလျက်ခဲမရတဲ့သူတွေကတော့ဆရာတို့ချိုးချင်း9လုံးကိုကတ်လို့ရပါတယ်ဦးစားပေးအနေနဲ့ကတော့နော်ထညက်ခဲထန်းလျက်ခဲကိုဆရာတို့ကတ်လူပေးဖို့ဆရာပြောချင်တယ်ပြီးရင်ဆရာတို့73ရက်နေ့စနေနေ့မှာနော်စနေမိုးရွာသွန်းဖြိုးတဲ့ကဲ့သို့စနေနေ့မှာဒီရတရားကိုပြုလုပ်ကတ်လူရတဲ့အကျိုးအကြောင်းဗုဒ္ဓမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးမှာရွှေမိုးငွေမိုးရသလိုရွှေတွေငွေတွေဝင်ပါစေလို့ဆုတောင်းနေပြည့်လာလိမ့်မယ်ဒီဗီဒီယိုကြည့်နေတဲ့900သားသမီးအားလုံးလည်းဒီဗီဒီယိုလေးကို share ထားပေးပါကွန်မန့်မှာလည်းမိမိရဲ့နေ့နံကိုရေးခဲ့ပါဆရာတဦးတယောက်ချင်းစီတိုင်းကိုငွေဝင်အောင်ဆုတောင်းပေးပါမယ်ပြီးတော့ဒီဆရာရဲ့ TikTok account Facebook account လေးကိုလည်း like and follow လေးလုပ်ထားပေးပါဒါမှဆရာတရက်တစ်ခါနေ့စဉ်တင်ပေးတဲ့ရတရားတွေကိုတွေ့ရမှာဖြစ်ပါတယ်ပြီးတော့ဆရာစီမှာဒီအခုဆိုရင်6လပိုင်းလဝက်ကိုရောက်ရှိလို့လာပြီ6လပိုင်းလဝက်ကနေလကုန်တဲ့အထိငွေဝင်ချမ်းကျင်တဲ့သူတွေငွေများဝင်ကျင်တဲ့သူတွေအတွက်နော်ငကားမြူးတဲ့6လပိုင်းမှာရွှေငကားငွေငကားဆိုတဲ့6လပိုင်းလဝက်အတွက်ရတရားကိုလာအပ်လို့ရပါပြီရတရားအစီရင်တွေကိုဆရာကိုယ်တိုင်ပြုလုပ်ပေးမှာဖြစ်ပါတယ်ဒီရတရားအစီရင်ရဲ့နာမည်ကလည်းနော်ငကားမြူးတဲ့ရွှေငကားငွေငကားဆိုတဲ့ရတရားအစီရင်ဖြစ်ပါတယ်အဲ့တော့6လပိုင်းလဝက်ကနေလကုန်တဲ့အထိထီတွေချဲတွေပေါက်ချင်တဲ့ငွေဝင်ချမ်းကျင်တဲ့စီးပွားရေးတွေတိုးတက်အောင်မြင်ခြင်းတဲ့ဆိုရင်ဆရာစီမှာ Viber တို့ Messenger တို့ Telegram တို့မှာစာပို့ပြီးတော့ရွှေမိုးငွေမိုးနော်ရွာသွန်းဖြိုးသေးကဲ့သို့ငွေဝင်စေမဲ့ရွှေငကားငွေငကားဆိုတဲ့ရတရားကိုလာအပ်လဲပါငွေဝင်စေရန်အာမခံပါတယ်အာမခံပြီးတော့မှဆရာကပြုလုပ်ပေးမှာဖြစ်ပါတယ်ပြီးတော့ဆရာစီမှာဘေးတင်မေးလို့ရတယ်ဇာတာစစ်လို့ရတယ်တဲတော်မေးလို့ရတယ်စိုင်နာမည်ပေးလူနာမည်ပေးလည်းပေးလို့ရတယ်ဒါလေးကတော့ဆရာထူးမြောင်ကိုယ်တိုင်ထုတ်တဲ့ပီယာနှက်ခမ်းဒီလေးဖြစ်ပါတယ်အရန်ကိုမှအစွမ်းထက်တဲ့ပီယာနှက်ခမ်းဒီဖြစ်ပါတယ်ဒီနှက်ခမ်းဒီရဲ့ထဲမှာလည်းရွှေလေးတွေကိုဆရာထည့်သွင်းပေးထားတာဖြစ်ပါတယ်နော်ယောက်ျားလေးရောမိန်းကလေးရောသုံးလို့ရတယ်ပီယာရွှေနှက်ခမ်းဒီဖြစ်ပါတယ်နော်မြန်မာတပြည်လုံးကို3ရက်အတွင်းအိမ်ရောက်ပို့ပေးတယ်ထိုင်းနိုင်ငံကိုလည်း3ရက်အတွင်းအိမ်ရောက်ပို့ပေးတယ်နော်ထိုင်းနိုင်ငံသူတွေကတော့ဆရာရဲ့ဈေးချင်းတောင်းထဲမှာဝယ်ကျင်တယ်ဆိုလဲဝယ်လို့ရပါတယ်